ဟိုပုံမျိုးနဲ့ strawberry တွေကိုတကြွကင်းစင်အောင်စိုက်ပျိုးထုတ်လုပ်နေပြီးစူပေါင်းရောက်ထားနိုင်ဖို့ကိုလည်းပြင်ဆင်နေပါတယ်။ဒီသတင်းကိုအများကြီးသတင်းကတင်ဆက်ထားပါတယ်။လူကြိုက်များလာတဲ့ strawberry တွေဟာစိုက်ခင်းထဲမှာလက်လက်ဆက်ဆက်ခူးဆော့စားသုံးနိုင်ရင်အကောင်းဆုံးရတာနဲ့စားသုံးမှုအရေးတွေကိုရရှိမှာဖြစ်ပါတယ်။ဟိုပုံမျိုးနဲ့ကဟိုပုံလေးစိုက်ပျိုးမှုမြေချမ်းရှိစေကနီးပါးရှိတဲ့ strawberry ခင်းမှာစိတ်ကြိုက်ခူးဆော့စားအဝါစားကြ9000နဲ့လာရောက်လဲပတ်စားသုံးနိုင်မှာဖြစ်ပြီးလက်ဆက်အမှတ်တစိမ့်နဲ့တကြွကင်းနဲ့ strawberry တွေကိုတနိုင်ငံလုံးကိုဖြန့်ချိပေးနေတာဖြစ်ပါတယ်။ဟိုပုံလေးစိုက်ပျိုးမှုမြေချမ်းတီထောင်သူဦးခွန်ထွန်းဝင်းကတကြွကင်းနဲ့ strawberry တွေစိုက်ပျိုးရောင်းချတဲ့ရည်ရွယ်ချက်ကိုအခုလိုပြောပါတယ်။ခုကျွန်တော်ကဒီလိုမျိုးပေါ့နော်ဒီ story ကိုစိတ်တာကတော့အဓိကတော့ကျွန်တော်တို့အားပေါ့စားသုံးတွေဘေးအန္တရာယ်ကင်းရှင်းရေးဆိုတဲ့စံအတိုင်းပေါ့နော်။ဘာလို့ဆိုတော့ခုကျွန်တော်ရဲ့အခင်းမှာဆိုရင်ဝတ်သက်စီမတုံးထားဘူးပေါ့နော်။ဝတ်သက်စီမတုံးထားဘူးဓာတ်မြေဩစာတော့ကျွန်တော်နည်းနည်းလေးတော့ကျွန်တော်တုံးထားတယ်။ဘာလို့ဆိုတော့ကျွန်တော်တို့အဲ့ဒီဓာတ်မြေဩစာနည်းနည်းလေးမှမတုံးဘူးဆိုရင်ထွက်နှုံးကတအားกว่าအဲ့လိုမျိုးနောက်ပြီးတော့ကျွန်တော်တို့ရဲ့ရောင်းတဲ့ဈေးကွက်မှာလေခုကျွန်တော်တို့ဈေးမတုံးတာနဲ့ဈေးတုံးတာနဲ့ရောင်းတန်းတိတ်မကွာဘူးဖြစ်နေတာနောက်တစ်ချက်ကကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကဘာလို့ဆိုတော့တောင်လူတွေကိုကျွန်တော်တို့ကဈေးမတုံးဘဲနဲ့စိတ်လို့ရပါတယ်ဆိုတဲ့ဟာလေးကိုလေကျွန်တော်တို့ကလုံသွားချင်တာပေါ့နော်အဲဒါကြောင့်မို့ကျွန်တော်တို့ကဒါကိုတောင်လူလဲလာလိလာမယ်ဆိုရင်လိလာလို့ရအောင်အဲ့ဒီရည်ရွယ်ချက်နဲ့စားသုံးသူတွေကိုလည်းကျွန်တော်တို့ဘေးရန်တွေကင်းကင်းရှင်းနဲ့ကျွန်တော်တို့ရဲ့ထုတ်ကုန်တွေကိုစိတ်ချလက်ချယုံကြည်စားတောက်နိုင်အောင်ကိုလိပ်ပြလဲကိုလုံအောင်ပေါ့နော်အဲ့ဒါကိုအဓိကထားပြီးမှကျွန်တော်လုပ်တာပေါ့ချန်တဲ့ချက်မှာအရေးကြီးဆုံးကခြေထောက်နဲ့မျက်စိလို့ဦးခွန်ထွန်းဝင်းကပြောဆိုလေးရှိပြီးသူကိုယ်တိုင်လည်းခြံထဲမှာနေညမရွေးပိုးမွှားနဲ့ယောဂကြားရောက်မှုတွေကိုကင်းထောက်လေးရှိပါတယ်။ယောဂနဲ့ပိုးမွှားတွေကြားရောက်ပြီးဆိုတာကဓမ္မဆနွင်းစားတဲ့သဘောပိုးသက်ဆေးတွေကိုအသုံးပြုသလိုအကျိုးပြုဘက်တီးရီးယားတွေအကျိုးပြုမှုတွေကိုရွေးချယ်အသုံးပြုစိုက်ပျိုးထားတာဖြစ်ပါတယ်။ဓာတ်ကျွမ်းကင်းစင်မှုအတွက်ရန်ကုန်မြို့ကစိုက်ပျိုးရေးဦးစီးဌာနအသိဉာဏ်ကာကွယ်ရေးဌာနခွဲမှာလည်းဓာတ်ကျွမ်းကြံမှုရှိမရှိကိုဓာတ်ခွဲစမ်းသပ်ထားပြီးဌာနကပေးတဲ့ဓာတ်ကျွမ်းကင်းစင်ကြောင်းထောက်ခံချက်လက်မှတ်ကိုလည်းရရှိထားပါတယ်။ဟိုပုံလေးလက်ဆက်ကုမ္ပဏီရဲ့စိုက်ခင်းတာဝန်ခံဒေါ်ဆွေကတော့ဟိုပုံလေးစိုက်ပျိုးရေးခြံကိုလာရောက်လည်ပတ်ပြီးနှွေးမှာပေါ်လာအုံးမဲ့ဓာတ်ကျွမ်းကင်းအောင်စိုက်ပျိုးထားတဲ့စတော်ဘယ်ရီသီးတွေကိုလာရောက်မြည်ဆန်းဖို့ဖိတ်ခေါ်ထားပါတယ်။ဒီကျမတို့ခြံမှာဆိုရင်ဒီ organic matter ပါတဲ့ဒီထိုက်ကိုဓာမာပေါ့နော်ပြီးတော့ EN လိုမျိုးပြီးတော့အကျိုးပြုပတိတိယအကျိုးပြုမှုပေါ့နော်အဲ့လိုဟာလေးနဲ့ဒီစိုက်ခင်းကိုလည်းထိန်းထားတယ်ပြီးတော့ဒီတီးတန်ဒီသူတေသနာကနေပြီးတော့လေတကျွင်းတွေမပါတဲ့ဒီဌာနကနေကျမတို့ဒီအာမခံချက်ပေးတယ်ပေါ့နော်အဲ့ဒါစစ်ချက်တွေလည်းထုတ်ထားတယ်အမအဲ့မလို့အခုဆိုရင်ဒီဟိုပုံမျိုးနယ်ပေါ့ဒီဟိုပုံလေးမှာရှိတဲ့ဒီ strawberry ခင်းဆိုရင်လည်းဒီပေါ့နော်အနေနဲ့ရက်ကနေပြီးတော့အဲ့ဒီဖျားပူလာတဲ့လူတွေဝင်ပြီးတော့ဒီမှာဆိုရင်လည်းအဝါစားပေါ့နော်အခုစားပေါ့နော်အဲ့လိုမျိုးလေးမှာဆိုလဲကိုတွေကအာမခံချက်ပေးနိုင်တာပေါ့နော်ကိုတိုင်လည်းတည်နေတဲ့အတွက်ကိုတိုင်လည်းဒီရှန်တွေကခူးစားလိုက်တာမျိုးလည်းရှိတယ်ပေါ့ပြီးတော့အလုတ်သမားတွေဆိုလဲဒီမှာရှိတဲ့ဝန်ထမ်းတွေပေါ့နော်ဝန်ထမ်းတွေဆိုလဲစိတ်ဖြစ်တယ်ပေါ့နော်အဲ့လိုကိုလည်းစိတ်ချမ်းသာတယ်အဲ့လိုဖိတ်ခေါ်တယ်ပေါ့အမညီမတို့ဒီ strawberry ချန်လေးကိုပေါ့နော်ဓာတ်ကျွမ်းကင်းစင်နဲ့ပင်မက်စတော်ဘယ်ရီသီးတွေကိုလက်လက်ဆက်ဆက်ခူးဆော့စားသုံးနိုင်တယ်လို့အဲ့ဒီပင်မက်သီးတွေကိုပဲတာရှည်ကန်စေးမသုံးပဲတကြားနိုင်ငံနဲ့ယူထိုးထားတဲ့စတော်ဘယ်ရီယိုကိုလည်းလက်ဆက်အမှတ်တစိမ့်နဲ့ဆက်လက်ဖြန့်ချီသွားမှာဖြစ်ပါတယ်။ဓာတ်ကျွမ်းကင်းစင်နဲ့စတော်ဘယ်ရီတွေကိုစိုက်ပျိုးထုတ်လုပ်ရမှာညောင်ရွှေမြို့အခြေဆိုင်အပင်အားအသီးအားကိုထောက်ပံ့ပေးတဲ့ Viva ရွက်ဖြန်းအားစေးနဲ့လည်းပူးပေါင်းစိုက်ပျိုးဖို့ပြင်ဆင်နေကြပါတယ်။ Viva တီထောင်သူစိုက်ပျိုးရေးတက္ကသိုလ်ဆင်းဦးအောင်မျိုးဝင်းကအခြေအနေကိုအခုလိုပြောပါတယ်။ခုခေတ်မှာဒီလူတောင်သူရောစားသုံးသူတွေရောတော်တော်များများကလက်ခံတဘောပေါက်နားလဲတာကဒီဓာတ်ကျွင်းတွေရဲ့အနေအဘလောက်ဆိုးသွားသလဲဒီဓာတုစီးအလွန်သုံးဆွဲမှုရဲ့အကျိုးဆက်ရလဒ်တွေကဘာတွေလဲကျမတို့ဘယ်လိုထိခိုက်လာသလဲညီကြီးရဲ့ဒီဆက်လက်ဒီအသုံးပြုနိုင်တဲ့စွမ်းရည်ဘယ်လောက်လျော့သွားသလဲဆိုတော့သိလာကြတယ်ဒီတော့လူတွေကအဝဲဖြစ်လာပြီးတော့မှပို့ပြီးတော့မှထိရောက်ရေရှည်သုံးဆွဲလို့ရမယ့်နီလန်းကိုစပြီးတဘောပေါက်လာတဲ့အချိန်ပေါ့နော်ကျွန်တော်တို့ Viva အနေနဲ့ကြတော့လေဒါတွေကိုကြိုးဆိုတယ်နောက်ပြီးကိုနိုင်ကိုကလည်းဒီresponsible business အဲ့ line ကိုသွားချင်တာပေါ့နော် responsible business ဆိုတော့ဘာလဲဆိုတော့စိုက်ပျိုးတဲ့တောင်တူကလည်းကျိုးအများကြီးရှိုံတစ်ခုတည်းဒီမကဘူးသူတို့စိုက်ပျိုးထုတ်လုပ်လိုက်တဲ့ထွက်ကုန်တွေကsafe ဖြစ်ရမယ်ပြီးတော့သူတို့တွေအများအားအသုံးပြုနေမဲ့ဒီမြေကြီးကလည်း
နေတဲ့ရှင်တန်နေရမယ်ပေါ့နော်တဘောစိတ်တောက်နေသွားရမယ်မြေမြေကျက်နေတာမြေချင်တာမြေငယ်တဲ့ဟာတွေကရော့သွားရမယ်ပေါ့နော်ဒါတွေပါရမယ်ပြီးတော့စောက်သုံးတဲ့တောင်သူတွေမှာလည်းဒီဘေးဥပတ်ကိုအရော့ဆုံးဖြစ်အောင်ထုတ်လုပ်ပေးနိုင်စွမ်းရှိရမယ်ပေါ့နော်ဒီစံချိန်စံညွှန်းတွေကိုဒီကျွန်တော်မူအနေနဲ့ထားပြီးတော့မှစီကွက်တွေကိုတင်ပို့ပေးနေတာဖြစ်ပါတယ်ဟောပေါ်လေးစိုက်ပျိုးမှုမြေချမ်းဟာမဲနယ်တောင်ဒေသရဲ့ဆမ်မြစိုက်ပျိုးမှုမြေချမ်းဖြစ်ရောက်ရှိလာတာဖြစ်တယ်လို့ဒေသတွင်းကတောင်သူတွေအတွက်စိုက်ပျိုးစည်းပွားနဲ့ဝင်ငွေပိုတိုးလာအောင်ရေရှည်တည်တံ့အောင်နည်းလမ်းရှာဖွေနေတာလည်းဖြစ်ပါတယ်။ဒါကြောင့်ပတ်ဝန်းကျင်ကအခြားစထရောဘယ်ရီစိုက်ပျိုးထုတ်လုပ်သူတွေလည်းဓာတုကင်လိုတက်စထရောဘယ်ရီသီးတွေထုတ်လုပ်လာနိုင်ပြီးစုပေါင်းရောင်းချနိုင်အောင်ဆက်လက်ဆောင်ရွက်သွားဖို့ပြင်ဆင်နေပါတယ်။အခုလိုစုပေါင်းရောင်းချဖို့ပြင်ဆင်ရတာကစိုက်ပျိုးသူတောင်သူနဲ့စားသုံးသူတို့တိုက်ရိုက်ဆက်သွယ်နိုင်ဖို့ကြိုးစားရင်းအကျိုးမြတ်တွေကိုအတူတကွရရှိဖို့ရည်ရွယ်ထားတဲ့အခြေအနေကိုဥက္ကုံထုံထုံဝင်းကအခုလိုပြောပါတယ်ကျွန်တော်ကစုပေါင်းရောင်းချတဲ့စနစ်နဲ့ကျွန်တော်ကသွားချင်တယ်ဘာလို့ဆိုတော့ကျွန်တော်တို့ရဲ့တောင်သူရဲ့စားသုံးသူရဲ့ဒါရိုက်ထိတွေ့တဲ့ပုံစံပေါ့နော်မှာခုဖြစ်ပျက်နေတဲ့ဟာဒီတောင်သူကလည်းဈေးကောင်းမရဘူးစားသုံးသူကလည်းဈေးပေါ်မစားရအောင်ဘာလို့ဆိုတော့ရားထဲမှာဟနေတာများနေရတယ်နော်ဘာဖြစ်လို့ဆိုတော့ခဏပြောလို့မျိုးပေါ့အဲ့ဒီအဟာကြီးကိုကျွန်တော်ကညှိရှင်တယ်ဘာလို့ဆိုတော့ဥပမာကျွန်တော်တို့စိတ်ပြိုးထုတ်လုပ်တဲ့ဟာဒီကကုန်ကျစရိတ်ဘယ်လောက်ရှိတယ်ဘယ်လောက်ထွက်နိုင်တယ်အဲ့ဒီကြားထဲမှာကျွန်တော်ကဒါငါတို့ဘယ်လောက်နဲ့ရောင်းရင်တင့်တော်တယ်ဆိုတဲ့ဟာပေါ့အဲ့ဆိုရင်ဈေးနှုန်းနဲ့ညင်လေးကျွန်တော်ရောင်းသွားခြင်းတယ်ဥပမာဆိုပါစို့ဒီတပိတ်တာ2000ဆိုရင်လည်း2000ညင်လေးပဲရောင်းသွားခြင်းတယ်အဲ့လိုမျိုးပေါ့နော်တခါလေကြာရင်ကျွန်တော်စီမှာအတက်ကြတအားကြမ်းလုံးတယ်ခါလေကြာမရှိဘူးဆိုရင်လည်းဈေးကခေါင်ခိုက်နေတယ်ခါလေကြာရင်တအားပုံသွားပြန်ရင်လည်းသုံးလို့မရတော့ဖြစ်သွားတယ်အဲ့မျိုးလေကျွန်တော်မကြိုက်ဘူးပေါ့နော်ဟိုပုံနေသားခံဖြစ်တဲ့ဥက္ကုံထုံထုံဝင်းဟာတကြွကင်းစင်တဲ့စထရောဘယ်ရီသီးတွေဖြစ်အောင်ဟိုပုံမြို့နယ်မှာဆမ်မြအဖြစ်စိုက်ပျိုးထုတ်လုပ်နေတာဖြစ်ပြီးအခြားဟင်းသီးဟင်းရွက်တွေကိုလည်းတကြွကင်းစင်တဲ့သီးနှံတွေဖြစ်အောင်ဆက်လက်စိုက်ပျိုးထုတ်လုပ်နေပါတယ်။ဒါကြောင့်ပူပေါင်းစိုက်ပျိုးထုတ်လုပ်ခြင်းတဲ့တောင်သူတွေအပြင်ရန်ကုန်မန္တလေးနဲ့နေပြည်တော်ရှိသီးနှံလက်ကားတိုင်တွေကိုလည်းစိတ်တူကိုယ်တူပူပေါင်းလုပ်ကိုင်သွားဖို့ဖိတ်ခေါ်ထားပါတယ်။နောက်ပြီးတလက်စားတဲ့ကျွန်တော်ပြောချင်တာကတကယ်လို့ကျွန်တော်တို့ ਨੇ ပူပေါင်းခြင်းတဲ့တောင်သူရှိတယ်ဆိုရင်လေပူပေါင်းလို့ရတယ်နောက်ပြီးတော့ကျွန်တော်တို့ ਨੇ ပူပေါင်းပြီးမှရောင်းဝယ်ခြင်းတယ်ပေါ့နော်ဥပမာရန်ကုန်မှာဖြစ်ဖြစ်မန္တလေးမှာဖြစ်ဖြစ်နေပြည်တော်မှာဖြစ်ဖြစ်လက်ကားအတိုင်းတွေတကယ်လို့ကျွန်တော်တို့ ਨੇ ပူပေါင်းခြင်းတယ်ဆိုရင်လေကျွန်တော်ဖိတ်ခေါ်တယ်အဲ့မျိုးကြွတူစိတ်တူကိုယ်တူလေးကိုဖိတ်ခေါ်တာပေါ့နော်အဲ့ဆိုရင်ကျွန်တော်တူသွားဖို့သွားလို့ရတယ်ဟောပုံမြို့နယ်ပါဝင်တဲ့မဲနယ်တောင်ဒေသဟာပြီးခဲ့တဲ့2024ခုနှစ်အတွင်းဖြစ်ပွားခဲ့တဲ့တောင်ပြိုရေကြီးမှုသဘာဝဘေးတွေမှာအများဆုံးခံစားခဲ့ရတဲ့ဒေသဖြစ်ပါတယ်။ဒါကြောင့်ကျန်ရှိနေတဲ့စိုက်ပျိုးမြေတွေနဲ့အသစ်ဖော်ထုတ်ထားတဲ့ကုန်းမြင့်လယ်ယာမြေတွေမှာဓာတ်ကျွန်းကင်းစင်တဲ့သီးနှံတွေကိုစိုက်ပျိုးထုတ်လုပ်ပြီးစုပေါင်းရောင်းချတဲ့စနစ်ကတဆင့်ဒေသတွင်းစိုက်ပျိုးစီးပွားတည်ငြိမ်လာအောင်စီစဉ်ဆောင်ရွက်နေတာပဲဖြစ်ပါတယ်။ဒီသတင်းကိုများရည်သတင်းကတင်ဆက်ထားပါတယ်။